วันนี้เราก็คนอัตราสมาพุ่งความไม่พอแค่นะยอดสุดที่ก็ได้มีตัวก็ยังดอกพลาดเราเกี่ยวกับพาดิสินะคือดอกดิสินะสกอตที่ก็คนอัตราสมาพุ่งขวาเนาะแล้วตาอุษะแล้วชักตอมชาตินี้ไปยอดติดพันเนี่ยไปยอดติมสูรุติดพันเนี่ยอัตราเราเพลดตอนนี้พอๆยังไม่ทอนิดก็ตอนเดียวละตลอดเพลดข้าพอๆยังไม่ปีเนี่ยว่าสิเกลก็ถึงแล้วคนเนี่ยแค่เนี่ยอัตราใบบบัวโอ้คนเนี่ยกว่าเราสู้เพื่อPusipo da pujoni ola kamyane mette da tole ne da telo le kamya patuwi atu sirpha da pe kle mege ta thodu mege odi janna o korali hone tuklule ya ka pharali khane ya da te chodu awane sibli bati to korga ti to kone amile no e no awole ko Canada le bisi pa amile no e da we mi patu ta wa da en masya to du ta ta op ni phai li kle ku po ba ba na ne le ta eta ku pu da wa shelo si ko wa ta ma che ne dollar ne ye po khichi da sheda le ta le ta chi da a chi le nu la ne kle chi li po da khu chi da chi ne da ta kla ta mo khu po sa ba ta chi ni se no da wa le to du ta ta o ta lu ta le no w wat du lo si lu ap ti ko no e tra no e la wa da le ko Canada BC ခပါနော်နော်ရဆိုနေတာတော့ပွေကိုဒါလေကူလေချခလေခချင်းနေစားကမလပိနာနော်ကဲဘကလေဝဒါဆူအဝဲပေတော်လေဝဒါဆူလေအဝနေပယောသူမဆိုရကိုရနေဖူထူစီဖူအလီတဘေအခုနေလည်းပကနာတော့ကွာဒါပကချုံမကောကွာဒါလည်းဒူဒါနေတူးမီလာကဘာတော်လည်းနေဝရကဘာမန်နေကလေကလေလာကိုနေပကနာကွာနော်သူကမေဒါပကရမီကဖဖလာတော့နေပကတော့ပကနာတော့ကောနော် me ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားစီလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီစာအမှတ်120နေ့မြေဆောင်1မြေဆောင်2023ရက်စွဲ2023ခုနှစ်ဖေဖော်ဝါရီလ6ရက်တို့ဗိုလ်ချုပ်ကြီးစောမှုထူးစေဖို့ဥက္ကဋ္ဌ KNU ကရင်အမျိုးသားအစည်းအရုံး KNU ဗိုလ်ချုပ်ကြီးစောဂျော်နီစစ်ဦးစီးချုပ်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အကြောင်းအရာလက်အောက်ခံတပ်ဖွဲ့များအားထိန်းသိမ်းကြပ်မတ်ရေးပေးရေး1ကရင်အမျိုးသားအစည်းအရုံး KNU သည်နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းဖြင့်ဖြေရှင်းမှသာရေရှည်တည်တံ့ခိုင်မြဲသောငြိမ်းချမ်းရေးရရှိနိုင်မည်ဟုသောသဘောထားဖြင့်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့်တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီစာချုပ် NCA တွင်ပါဝင်လက်မှတ်ရေးထိုးခဲ့သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည့်အပြင်မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ရေးကိုလည်းစိတ်အားထက်သန်စွာဖြင့်ဝိုင်းဝန်းကြိုးပမ်းပါဝင်ခဲ့သောအဖွဲ့အစည်းဖြစ်ပါသည်တို့ဖြစ်၍2021ခုဖေဖော်ဝါရီလ1ရက်နေ့နိုင်ငံရေးအပြောင်းအလဲ၌အမြင်အယူအဆမတူသည့်အနေအထားတစ်ရပ်ဖြင့်လက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် KNU အနေဖြင့်ပါဝင်မှုရပ်ဆိုင်းထားသည်ကိုမိမိတို့ညှိနှိုင်းရေးကော်မတီမှလည်းနားလည်မှုရှိစွာဖြင့်လက်ခံထားရှိပြီးအလွတ်သဘောအတွေ့အဆုံဆွေးနွေးခြင်းလူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးသည့်ကိစ္စရပ်များဆွေးနွေးခြင်းတို့ကိုသာဆောင်ရွက်လိုပါကလည်းလက်ခံဆောင်ရွက်နိုင်ရေးမိတ်ဝတ်မပြတ်သဘောထားဖြင့်ဆက်ဆံလျက်ရှိပါသည်3 KNU သည် NCA တွင်ပါဝင်လက်မှတ်ရေးထိုးထားသဖြင့်မတရားအသင်းအဖြစ်ကြေညာထားခြင်းမှာဖယ်ဖျက်ထားပြီးဖြစ်ပါသည်လက်ရှိအခြေအနေတွင်ညှိနှိုင်းရေးကော်မတီအနေဖြင့် KNU အား NCA လက်မှတ်ရေးထိုးထားသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ရပ်အဖြစ်ရှုမြင်ထားသည့်အားလျော်စွာ KNU လက်အောက်ခံတပ်မဟာများ KNDO အဖွဲ့များနှင့် PDF အဖွဲ့ကျွန်တော်ဆက်ပြီးတော့ဆက်ပြီး
Qual sorbigra no with a chocolate whenever ballet be or be learn key be bigger. PDF များနေပူပေါင်း၍နိုင်ငံတော်ဤတပ်မတော်အား၎င်းမြန်မာနိုင်ငံရဲတပ်ဖွဲ့အား၎င်းတိုက်ခိုက်မှုများအပေါ်ငြိမ်းချမ်းရေးမထိခိုက်စေရေးအတွက်တိုက်ခိုက်လာသည့်အဖွဲ့ကိုသာတုံ့ပြန်တိုက်ခိုက်မှုများဖြင့်စိတ်သဘောထားကြီးစွာဆောင်ရွက်ခဲ့တော်လဲအပြစ်မဲ့အရက်သားများနေထိုင်ရာကျေးရွာများအားဝင်ရောက်ပစ်ခတ်ခြင်းအစိုးရရုံးဌာနများအားမီးရှို့ဖျက်ဆီးခြင်းနှင့်ဒေသဖွံ့ဖြိုးရေးအတွက်တည်ဆောက်ထားသောလမ်းတရားများအားမိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုများစသည့်အကြမ်းဖက်လုပ်ရက်များမှနိုင်ငံတကာအမြင်အားဖြင့်လက်ရှိနိုင်ပွဲမရှိကြောင်းလက်ခံနိုင်ပွဲမရှိကြောင်းဖျက်ဆီးဆုံးရှုံးမှုများအတွက်အဓိကထိခိုက်နစ်နာမှုခံစားရသူမှာအပြစ်မဲ့ပြည်သူလူထုများသာဖြစ်ကြောင်းရိုးရှင်းစွာအသိပေးလိုက်ပါသည်၄ KNU လက်အောက်ခံတပ်မတော်များနှင့် PDF တို့မှာ2021ခုနှစ်ဖေဖော်ဝါရီ1ရက်နေ့မှ2023ခုဖေဖော်ဝါရီ31ရက်နေ့အထိအများပြည်သူပိုင်ဆိုင်သောပစ္စည်းများလန်ဒတာတာဝါတိုင်းအဆောက်အုံများအားဘုံလက်နက်ကြီးလက်နက်ငယ်တို့ဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းမီးရှို့ဖျက်ဆီးခြင်းဘုံထောင်ဖောက်ခွဲဖျက်ဆီးခြင်းများကိုကရင်ပြည်နယ်၌116ကြိမ်မွန်ပြည်နယ်၌319ကြိမ်ပဲခူးတိုင်း၌662ကြိမ်စုစုပေါင်း1095ကြိမ်ဆောင်ရွက်ခဲ့ပါသည်အဆိုပါအကြမ်းဖက်တိုက်ခိုက်မှုများနှင့်ဓာတ်ပုံမှတ်တမ်းတို့အားပူးတွဲ၍ဖော်ပြထားပါသည်နံပါတ်5နိုင်ငံတော်အစိုးရမှဖြစ်စေပြည်내အစိုးရမှဖြစ်စေတည်ဆောက်ထားသောဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ဒေသတွင်မိမိတိုင်းရင်းသားပြည်သူလူထုတို့အနေဖြင့်လူမှုရေးကျန်းမာရေးပညာရေးစီးပွားရေးဘာသာရေးကဏ္ဍအစုံတွေဖွံ့ဖြိုးတိုးတက်မှုများရရှိစေခြင်းသည်ငြိမ်းချမ်းရေးနှင့်ရလဒ်များပင်ဖြစ်ပါသည်လက်တလောနိုင်ငံရေးအခြေအနေအရငြိမ်းချမ်းရေးလုပ်ငန်းစဉ်များခေတ္တရပ်တန့်နေတော်လဲနိုင်ငံရေးအခြေအနေပေါ်မူတည်၍ငြိမ်းချမ်းရေးလုပ်ငန်းများပြန်လည်ဆွေးနွေးဆောင်ရွက်ချိန်တွင်ပျက်စီးဆုံးရှုံးခဲ့သောဒေသခံပြည်သူများ၏နေအိမ်များဘာသာရေးအဆောက်အအုံများအစိုးရရုံးဌာနများလမ်းတရားများဂျိုးထုဆက်သွယ်ရေးလုပ်ငန်းများလက်ရှိစွမ်းအားလိုင်းများအားပြန်လည်တည်ဆောက်ရေးကိုတပ်မတော်ပြည်내ဗန္ဒာငွေမှသာလျှင်ကြက်ခံသုံးစွဲရဦးမည်ဖြစ်ပါသည်နံပါတ်6အမှန်တကယ်စဉ်းစားသင့်သည်မှာနိုင်ငံရေးလုပ်ငန်းစဉ်ရပ်တန့်နေပြီးဒေသဖွံ့ဖြိုးရေးနှင့်ပြည်သူလူထု၏နေအိမ်များအပါအဝင်အစိုးရရုံးဌာနများလမ်းတရားများဆက်သွယ်ရေးလုပ်ငန်းများမပျက်စီးမဆုံးရှုံးပါကနိုင်ငံရေးလုပ်ငန်းစဉ်များပြန်လည်စတင်ချိန်၌နိုင်ငံတော်ဗန္ဒာငွေများကိုနိုင်ငံဒေသဖွံ့ဖြိုးတိုးတက်ရေးတွင်ပုံမှန်သုံးစွဲခြင်းဖြင့်နိုင်ငံတည်ထောင်ရေးကိုဆုတ်ယုတ်မှုမရှိစေဘဲတိုးတက်အောင်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်Me pagla sorbi no pagla lokhi terbi lokhi terbi ne kwejale no ခုနှစ်သို့ဖြစ်၍ KNU ဥက္ကဋ္ဌကြီးနှင့်စစ်ဦးစီးချုပ်တို့အပါအဝင်ဗဟိုကော်မတီဝင်များအနေဖြင့်ကြိုးကြောင်းစီလျော်ပြည့်စုံစွာစီစဉ်သုံးသပ်၍လက်အောက်ခံတပ်ဖွဲ့ဝင်များ KNDO တပ်ဖွဲ့ဝင်များအားအပြည့်လုပ်ရများဆောင်ရွက်မှုမပြု၍မြည်သည့်လုပ်ရမျိုးကိုပြုလုပ်သည်ဖြစ်စေပြည်သူလူထုအကျိုးကိုလက်တွေ့ကျကျမျှော်တွေးသုံးသပ်ဆောင်ရွက်၍ကြက်မှတ်ထိမ့်သိမ်းသွားနိုင်ရာငြိမ်းချမ်းရေးရန်တန်စိတ်ဖြင့်အတိပေးအကြောင်းကြားအပ်ပါသည်ပူးတွဲပါဖြစ်စဉ်မှတ်တမ်းတပ်ပုံများဥက္ကဋ္ဌကိုစားဒုတိယဗိုလ်ချုပ်ကြီးဝင်းဘိုရှိန်အဖွဲ့ဝင် me blode awane me wada target klor kai ne bakawada la tu mosoro no atura lead be la akamya tewada ye hi ne acha de ple be tewada la KNU ne bata tu le metaya apwe kamya ne atie apwe le mono me takro la akumi na thesa e do tewa ni do kiti de tia ne tewada la popwa glu pwa nyo ne sa pe ki to ki awane ki chita ne athabu pe tu masoro hi thawi wa cha to ne pe ne maha wa ta do du maha wa tu ma wa lo me upli ma wa ta do du do the u do ta wa ta pho de be akho ne da khi wa da le bu jo ne da wa ne
Awan ken you awan population of Tusupula ka himuda da rekleki tai kai kablo talawati pane tuka lema le NCOD no atablase de NCOD ako ni da awati kwetali jai ni mele ko na te ko bete ale NCOD to le ba le pe yakweli ate NCOD ako ni ba ko machale te mele tadi lo ba do tar ka le pe mi ti ko po do ba do pe do thopya athau tha si ko lo no to mi be te bi me da ba ta le tam ta to do ta le ka ba do po le ni tu ke ba do ta li ta lo se ko pa to lo ba le ko su li tu mi do ko ba pa to lo ba le ka nya do se ko ra pu le ba ne pla lo na pe yo ko li pla lo ko ni ba ka kwa ka da le mi tro ko ri no tam lo ka mi se ko KNU lo ko sa ne re ne re ta ke taga se ko wala pa do mama da wa ke ni mi da tu ke ye metro ko ri pa te da per ga se ko awa kwet ha ate se ko ra li por klo ko pha do do na to ko ka bla no awa ne ka ne le metro ko ri pa do mama pa no me pha wala KNU le metro ko ri li ka awa te che wa da ba kha da tu mo so ro bakara tu mosoro kwera li be ya phoko ane metro ko re pate ra pa do mama te che ko no ko ne be na ko bla o ya pha wa ti စစ်တပ်က KNU KNLA ခေါင်းဆောင်များထံအကြောင်းကြားစာပို့လာသည့်အခြေအနေကိုဘယ်လိုမှန်မှန်ပြောကြားလက်အောက်ခံတပ်ဖွဲ့ဝင်များကိုကြက်မှတ်ထိမ့်သိမ်းရန် KNU KNLA ခေါင်းဆောင်များထံစစ်ကောင်စီကအကြောင်းကြားလာခြင်းက KNU အနေနဲ့ NCA စာချုပ်ပြတ်တဲ့ကြောင်းရှင်းရှင်းလင်းလင်းပြတ်တမပြတ်တခြင်းကြောင့်ဖြစ်သည်ဟုတပ်မဟာငါပြောရေးဆိုခွင့်ရှိသူပဒိုမမန်ကပြောသည်လက်အောက်ခံတပ်ဖွဲ့ဝင်များအားထိမ့်သိမ်းကြက်မှတ်ပေးရေးဆိုသည့်အကြောင်းအရာဖြင့်စစ်ကောင်စီအမျိုးသားညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီမှဖေဖော်ဝါရီ6ရက်နေ့ရက်စွဲဖြင့် KNU ကရင်မျိုးသားအစည်းအရုံးဥက္ကဋ္ဌဗိုလ်ချုပ်ကြီးစောမူထူးစေဖို့ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးစောဂျော်နီတို့ထံအသိပေးကြောင်းကြားခဲ့သည်အဆိုပါအကြောင်းကြားစာတွင် KNU ဥက္ကဋ္ဌကြီးနှင့်စစ်ဦးစီးချုပ်တို့အပါအဝင်ဗဟိုကော်မတီဝင်များအနေဖြင့်လက်အောက်ခံတပ်ဖွဲ့ဝင်များအား KNDO တပ်ဖွဲ့ဝင်များအားအပြည့်လုပ်ရများလှုပ်ဆောင်မှုမပြုရေးမြည်သည့်လုပ်ရမျိုးကိုပြုလုပ်သည်ဖြစ်စေပြည်သူလူထုအကျိုးကိုလက်တွေ့ကြမျှော်တွေးသုံးသပ်ဆောင်ရွက်ရေးကြမှတ်ထိန်းသိမ်းသွားနိုင်ရန်ဆိုပြီးပါရှိသည်ယခုလို KNU KNLA ခေါင်းဆောင်များထံစစ်ကောင်စီအသိပေးအကြောင်းကြားချက်ပေါ် KNU မူဒရော KNU မူဒရောဖပုံခရိုင်တပ်မဟာငါပြောရေးဆိုခွင့်ရှိသူပဒိုမမန်ကယခုလိုသုံးသပ်ပြောဆိုသွားသည်အဓိကကတော့ KNU ဘက်ကပဲ NCA စာချုပ်ကိုရှင်းရှင်းလင်းလင်းဖယ်ပြက်ပြီးဆိုတာထုတ်ပြန်ဖို့ပဲလိုပါလိမ့်မယ် KNU ဘက်ကအဲ့ဒီလိုမျိုးရှင်းရှင်းလင်းလင်းပြက်မထုတ်ပြန်နိုင်တဲ့၍တော့စစ်ကောင်စီဘက်ကအဲ့လိုမျိုးအခွင့်ကောင်းတွေယူပြီးအမျက်ထုတ်တာတွေအကြောင်းရှာတာတွေရမယ်ရှာတာတွေပေါ့နော်အဲ့ဒီလိုခြုံတော့ချီနှောင်မှုတွေတော့သူတို့ဆက်လက်အောင်မှာပဲတေချာတယ်လို့ပဲပြောရမှာဖြစ်ပါတယ်ဟု၎င်းကပြောသည်စစ်ကောင်စီအမျိုးသားညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ KNU ဥက္ကဋ္ဌနှင့် KNLA ဦးစီးစစ်ဦးစီးချုပ်ထံအသိပေးအကြောင်းကြားသည့်ကိစ္စရပ်နှင့်ပတ်သက်၍ KNU ကရင်အမျိုးသားအစည်းအရုံးဗဟိုကော်မတီအနေဖြင့်လည်းတုံ့ပြန်ဆောင်ရွက်ဖို့အစီအစဉ်ရှိနေကြောင်း KNU ပြောရေးဆိုခွင့်ရှိသူထံမှသိရှိရပါသည်me w do ma no sibli ba wala phane ba li no mo yo so ge ba le khela ako ne ta le ye do te ha ne wa me ta le ye do te ha chai ti ko ge ye do te ta ta klo le di
đó phần nào cũng bảo lý nó và phạm gia quản lý cái này khi giờ này khi này ta quét tay giờ khai là NC này khi ta quét tay giờ hôm nay này chọn này về đặt khuôn tiền pha đi ta khuôn tiền pha này bắt đầu là đi ta khuôn tiền pha này từ đó cái nào về đặt từ mình từ bốc lưỡi từ đó cái nào thì bốc qua phốt lưỡi bấm lên này atab lá chế đó từ mà số của qua đó từ mà số tiền pha mà ra cái xia cái này tiền này thu cái NC là cái này này Padu mama te ane jitel blue blue padu mama te ane abalo. Mutro kori watera padu mama te ane abag te lo. Koplo tale KNU ne ta twitterly pro le NC ne to la ba NC ne cleverly NC ne awane pasu te se la ba ko su ke nui be kori nui be do KTL kala ba pa khulo ko da ba du su masoro la ne awati te twitterly pro ba ko ne tu masoro se pa hiya ta kweta ya. No here ta kwete le NC adia phoko do ateva gima teva dale kablo dale tu atho NC ko ne aki tu ta phita ma ke ne ke bando tam ta khwe klem ne ne kwe se ma ko ne ake ne bodo mateli le mitro ko returali ne jet tu lo se aturali me ba teva ne tu lo se bamla ta gir kha ne betel bi bloli do je nau se ko tu ko shili te dale bo ithu bio ne teva dale awane bodo awane tiu ko wek loko podo tani tera te thako jani te se ba tale ne te thako sa ne pete ne te ne ate wi thota ba tiu ko wek loko se ko ra ma phe sa te se ba po la po ko do du di no awate wele awane hate wele ta pa ne pa na hu mo ne ate wele ko me ne se ne ha ko lim tali te thako lo nai ne ke ne a shek to la podo mama ne music ko ke ne lo ka tha thobo committee ga se ko la pu gui da ke ne yu chu mo le Mutra Koreans kami pun bumpa dapat dorga ada tewa sheli. Kalau tale KNU, no KNLU, akhirnya aku ada KNLU dah KNU dah KNL lah, no tu kukla bujani, dah awan putus sekolah, lepas tu tak lagi tu bahasi, dah aku ni ke tipu pakwa flash lah betul tewa, tu KNU be Korean nu be ni, kemarin bamnu adalah uniform le. Kalau kau tidak kau kalau kau le uniform, macam ni tu KNU be Korean nu bamnu adalah mara kalau uniform le. Tagroro pe phule no thela tagroro allo pha phu ne le pakwa le thile me clean ko nya di le suke nui be ko re nui be le allewa da lo khasa ta pa sta shet pu ko ne bamnu ko suke ya kha suke to no ta kha ba do kha phlo phla bu ba bamnu ko le aw ta si kwa ro no ta we te me ta khui lo ba do ta we te me so ta le agama ba do po lu ta kha le pate ke mi da ta le ma gi ro po lu chau pho ro po lu no ta te me to ko ba lo ma no ako ne podo mama te ne ji thokala 100% lo no web rebuild ko tu le ko chi bi thokala bamle ne KNU to totally pla le NC ne ha goli bu we KNU nyo dog le so phet te li bu we ke to nyo dog le ta plasm do phet te li ako ne pa du plo kha plo do cho plo wi pe yo tu mo so plo lo ne li statement ba ra be statement me ta tho ba ne pe yo li we ke tho bu lo wi blo ne attack kwa chi lo khu su za ko tho bu lo do wi blo ne ta le pa ku mar ko da tu mo so ne a o da ta lo tu li tu cha ba te tu ba ke social media ke tu ma mle ne tu ko ti wa shot da chou lo no pa le bo ja ni ko tu ko ti a shot da chou pa le phu ba ko ti wa shot da chou pa le a ne da ko ti wa shot da chou ko le lo tu ma da ba no kha ba no ta ba te a lo lo ba ke ne Pemba kwa le mitro kore do mama te ane ji tulu se lo koplo tale KNU mara ne te plo pla ba da at plot share ba khomya ne NC to le ba te NC to ne te tha ko ja ne se ba thu da statement the leader le da klo wa klo pe yo klo de kwa ke yo klo de thi ko ne te phra la wa ne amlo ne pe yo ko kwen na li ja ya lo do ba ko pe yo ko kwen mi na le ne ko ba le thi lo a lo do le ba a ko ne te la ko ne su ke to no ne te wa da le sa mar ko le KNU ata peta share KNU ta to ko me ba la then me o tata kro me phala da ko ba le uniform de to get to le to get me kha yo da kha khu de kha da no o no da kha da no pa khu tu no lo ko ne ta i lo ke tho ke tipo ko pu lo ko klo ko pu ba te a lo ye sa le na pa kha ye pa kha ba na su ke kha ye ne na su ke kha ba te a lo ye ta ne kho lo le su te she ba kho lo le su ta ne te she ba ta plo ba awane ne te mi le pa te ba awane KNU lo kha tha bo committee ata ka chi ta to te we ne awane share lo no ako ne le KNU pu ne ta thi to lo plo ne a share se ko lo to lo te pa sa di do lo ba
အခုနေလီတို့ရရတာပတိလာဘယ်တဲ့ခေါ်ကြတာဘိုက်တဲ့ကျခေါ်ကြအဝနဲ့ဒီတော့ကြတဲ့လာနော်မရှိခေညညတော့လို့စပူရနချရလန်ပွားလို့နမချရလန်ပွားလို့မမရှိသူတော်လီစာတော့ February တချီခီတော့နော်ဘာခလဲ NCA ကနေလောဝလည်းပနာဘူးပထနေလို့ပါဘာခလဲ NCA ကနေလောဝပဖြတ်စစ်ကင်းနုဘကော်ရနုဘနေပထွကွီပရာလီအဝလီအခုနေကဲစကင်းနုဘကော်ရနုဘဖူပေါ်ကြနေကထူလီဘေကောစုလက်စမရောကညတော့လေတတူပလက်စမရောဂဆာစမရောချက်ထခုခုဒဒူခုခုချိဘကပိုလကကလကပုခလကလကိုချူပလာစာကမှာချလာစာကကြဒူကိုခုချထဘာဘဒူခုကြနေလီမြတ်ဟောတူစေပွားလီမြတ်ဟောလေ NC ဟာဂလီဆာလမီထောအဝနေပနာပလီအဝနေရှယ်လီအမ်လောဒီပကတဲ့ချေခဲညူပကိုပိုဝခဲညူပကိုပိုခဲနလေကိုပိုကဆုလစ်စမတို့သူမာရာချိုင်အိုပိုစုဘူဘာအကတကတပကတဲ့ရခါဒီတော့သူခဲညူခုနာလူကမီဟာဝလေတမကတမူတဘူအမီတမကပေါ်မူပေါ်မဲအမီတမတာလောရဆာဒါစကဲမန်နကနာလေကိုချတဲ့ပပိုထူအခုနေပွာမီလာပိုကလာနေကိုချတဲ့ချောတိဘွဲလာချောတိမခလူနေအတမချနေဟဲလတီကောလာအမေရိကကပရီစီကလေလာဘကူပါတကလည်းအမေရိကခန်ဒါကပရီစီကလေလာအခုနေနေရတော့တက်ပွေနေလို့နော်အခုနေနေခုနလာကတူလာခလာသူ NCA နေချိပုကပိုးပတ်သူချတာဘမကော NCA သူကနာမူပါနော်သူကနာမူပါသူတက်လက်တူလပါသူတက်ထခိုးလို့သူတက်နေခက်တာကြည့်ကောလို့နော်ပေါ်တော့နော်နေအလုပ်ဖူပေါခတိနေအဟေကိုဖူပေါတတလို့ပါနေအိုးစကောဒီဖူပေါနေပွားရပါတိပါကောပွားရစုမှုစီပိုးပွားရဖုံဖုခွာသူချတာပေါ့နော်သူကိုကလနေတာစကောဒီနေဘာမနေမသူမျိုးလောက်ခတိသူဘိုင်ကူလာခေကူလတခုတော့ပို့ပါသူဘိုင်ကူလတလမလာဖာတဲ့တိုင်လို့ချူကီရနေရတော့တဲ့ကြနေနော်ခေကူလာကေမာကောလာကေနော်တနော်နေပိုလီတနော်ခတိနေတရီပါနော်ရတော့တဲ့ကြနေတရီပါတိုင်ကူဖာတနော်တရီပါအခုနေရတဲလားနော်တလည်းပတက်ပမက်တဲ့ပါနေတာရီတော့ဘာတဟာကောကတော့တပချက်နေမြူချီလူနီလီတချင်းနေတကယ်လားနော်အချင်းနေတကယ်လားအခုနေခဲ့နေရတက်ချောကြလိခိပြီလားတော်ဘီနေပယောကွယ်လီလေ NC နေမူဒီနော် KNU ကောကိုသူစီပိုသူကိုကလပ်ဘူဂျာနီ NC မူဒီသူထိုက NC အိုဒီတမတာခူဒီဘမ်နုကိုလသူဖော်ပြကြလဲဘမ်နုကိုလသူတော်တော်သူတိုင်လာနေလီကလာနေကွယ်လာကြနေအရှိရှိဘူးလားဒီနေရာတော့သူကိုအဝနေဘုဒ္ဓမမစကောလဲမထရကောရဝတဲရပတ်စကတဲရှဲလာ KNU အတာလက်လက်တပလော့တရှဲပါခေါပလိုလေ NC နဲ့ထူရလီပလော့ရှဲတော့ပါခုနေဒါတဘီချိုင်အိုတော့ပြောဟိနေတာခွတ်တယ်အဲ့တော့ရှဲလာအခုနေနေ KNU da KNL အလီမစ်ဟာထော်စတေမမစ်ဟာထော်လေ NC နေဟာဂလီနေဘုဒ္ဓလိုတဲလေ NC တိုးလေပါနေလိုတဲပါဆိုလိုတဲပါလီဝဲအသက်တိခါလောလီဝဲပကပါခါလေ documentary ပူလောပကပါခါလောကျလောခါလောပတဟမပါတော့ KNU da KNL စတေမမစ်ဟာထော်စကလေစာရတနီချွညနေ NC နေလောဝပတတဲလေကလေးပါဟာဂလေတော့ပရာလီသူကနွေဘေကောရနွေဘေကချတာခုခုတော့ခါပြခုခုလောလောနေဘဝကညာပေါ်လောကိုကလတ်တော့ပြနေနေပကထီတာတမီခေါ်ပကလေကလေဘခေါ်ပကဟီဘာဒီတော့ပတဲလေအနေဖူကြီးအိုင်ဖူကြီးသူကတာကြီးသူကခီကြီးသူကရတကြီးပတဲလာပတဲလေကောဆူလီဒေါ်ဘေကညာတော့လစပူရဂေပလက်ကိုခုခုအဝနေတော့တဲကြနေမိနာရတဲဝီလီထောက်ပေါ်နေတဲလာတကဲကလမင်ဒေါ်ဖူညာဘောဆိုလာတဒခိဒီလာနေပေါ်ပဘလဘတ်နေဝတဲ့ပတူလာနေရတော့တဲကြနော်တော့စီဘလအပီဒီဘကလည်းအဝနေရတဲဘကဘလလီနော်ပပီဒီလည်းဘီစီတကနေအဝတရာကနေအဝအမီလနော်အဲချီကလာနော်ပမီလနော်အဲအာကိမချေတာနော်အဲလေကောချတဲလေကညကောရမချလေလူကြီးလာပတာညဘောလာတော့နော်အဲလေပါနေမစကောကနေစီဘလဝနာနော်တဲ့ပိုင်ဖို့နော်တဲအကြပလာရဆိုသူကောတဲ့